online ကဘာမှာပညာရှားကြကုန်တော် mix တွေများအားလုံးကိုပညာရွာ channel လေးမှာလက်လေးစွာကြိုဆိုပါတယ်ဒီပညာရွာ channel လေးမှာအင်္ဂလိပ်ဘာသာစကားမှာအခြေခံကြတဲ့ data လေးတွေကိုမျှဝေနေပါတယ်ဒီ channel လေးကိုဝင်လာတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့တော့ host နဲ့ host ဘယ်လိုကွာခြားတယ်လဲဆိုတဲ့အရာကိုအနေငယ်ခွဲခြားသိမြင်တဲ့ခုရန်တွေရှင်းပြလိုပါတယ်ဒီစကလုံးကအတန်ထွဲလေးတူတယ်ပုံစံနဲ့မသေးခွေဘူးဒါပေမဲ့အတိတ်ပဲတော့ကွာပါတယ်အတိတ်ပဲကွာတဲ့ဥစ္စာဘယ်လိုကွာတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းခွဲပြပြသိရှိထားဖို့ရန်အတွက်သိထားဖို့ရန်အတွက်လိုအပ်ပါအဲဒါကြောင့် base ကလုံးလာရင်ဘယ်လိုအခြေအနေရှိတယ် base အခြေအနေမှာ base ကလုံးကမှန်တယ်ဆိုတဲ့အရာကိုကျွန်တော်သိထားဖို့ရန်အတွက်နင်းငယ်ထပ်ရှင်းပြလိုပါတယ်ဒီ host ကwho is ဆိုတဲ့စကားလုံးကိုချုပ်ထားတာဖြစ်ပါတယ်ချုပ်ထားတဲ့ဥစ္စာကိုအင်္ဂလိပ်မှာ contraction လို့လည်းခေါ်ထားပါတယ်ဒီစကားလုံးကိုဘယ်လိုကျွန်တော်တို့အသုံးပြုနိုင်တယ်လဲအသုံးပြုရမလဲဆိုရင် who's on the phone မေကွန်းမေးတဲ့နေရာမှာကျွန်တော်တို့သုံးလို့ရပါတယ် who's on the phone အင်္ဂလိပ်ကိုကျွန်တော်တို့ဖုန်းခေါ်တဲ့အခါမှာဖုန်းကကလေးလေးဖြစ်ဖြစ်ကိုပြောရှင်တဲ့လူနဲ့ဒီအတန်းကမတူဘူးအဲ့ဒီအချိန်မှာကိုက who's on the phone ဒီလိုမဲလို့ရပါတယ်အဲ့လိုနေရာမှာကျွန်တော်သုံးလို့ရပါတယ် who's နောက်တစ်လုံးကပိုင်ဆိုင်မှုကိုဖော်ပြပါတယ် possessive ပိုင်ဆိုင်မှုကိုဖော်ပြပါတယ်တစုံတစ်ယောက်ကတစုံတစ်ခုကိုပိုင်ဆိုင်ကြောင်းကိုကျွန်တော်ဖော်ပြတဲ့အခါမှာတစုံတစ်ယောက်ကတစုံတစ်ခုကိုပိုင်ဆိုင်ကြောင်းဘယ်သူပိုင်ဆိုင်တယ်လဲဆိုတဲ့အရာကိုကျွန်တော်မေးတဲ့အခါမှာသိရှိလို့တဲ့အခါမှာဒီ whose ကိုသုံးလို့ရပါတယ် whose child is this ဒီကလေးကသူကလေးလေးဒီလိုအခြေအနေမှာကျွန်တော်သုံးလို့ရပါတယ်ဒါဆိုရင်ဒီမှာကျွန်တော် nation ပြီးမှကြည့်အောင် which is correct basic လုံးကဒီအခြေအနေမှာမှန်တယ်လေwho's calling အတန်ထွက်တူတယ်ဒါပေမဲ့ကြည့်လိုက်တဲ့အခါမှာဒီမတူအနေနဲ့ကြွေးပြနေတယ်အရှင်တော့basic လုံးကမှန်တယ်လေ who's calling ဒီအချိန်မှာပထမစာကြောင်းကအမှန်ဖြစ်ပါတယ်နောက်ကြောင်းကြည့်အောင် whose son is this ဒီအချိန်မှာဆိုရင်တော့အောက်ကစာကြောင်းကမှန်ပါတယ်ဘာကြောင့်မှန်တယ်လေဆိုရအောင်ကျွန်တော်တို့တင်းတင်းကွယ်ကွယ်ရှင်းရှင်းလင်းလင်းသိထားပြန်လို့ whose son is this ဒါဘယ်သူကလေးလဲလေးတယောက်လမ်းမတဲ့အခါမှာဒါမှမဟုတ်ထိခိုက်တော့မယ်အခြေအနေမျိုးမှာကိုကတွေ့လိုက်ပြီဆိုသူမိပါတယ်ကိုကျွန်တော်တို့မေးရမှာဖြစ်ပါတယ်သူကလေးလေးဆိုတဲ့ဥစ္စာကိုအတိပေးရမှာ whose son is this ဒီမှာပိုင်ဆိုင်မှုကိုပေါ်ပြနေလို့အောက်ကစာကြောင်းကမှန်နေတာဖြစ်ပါတယ်နောက်ဒီကြောင်းလေးကျွန်တော်ကြည့်ရအောင် who is in the garden အတူတူပါပဲဒီတိုင်းစကလုံးမကြည့်ပဲကျွန်တော်ကြားလိုက်တဲ့အခါမှာကျွန်တော်နောက်ဆောင်တဲ့အခါမှာအတန်းကတော့အတူတူပဲဒါပေမဲ့အတိတ်ပေကတော့မဆိုတော့ကျွန်တော်တို့ဒီထားရဘေးစကလုံးကဒီနေရာမှာပိုင်ဆိုင်မှုကိုမေးရလားဘသူလဲဆိုတဲ့ဥစ္စာကိုမေးရလားဘတ်ချန်ထဲမှာရှိတဲ့သူကဘသူလဲဆိုတဲ့အရာကိုကျွန်တော်တို့မေးနေတာဖြစ်ပါတယ်အဲဒါကြောင့်ဒီအခြေအနေမှာဆိုရင်တော့အဘောကစလုံးကမှန်ပါတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့ whose နဲ့ whose ဘယ်လိုကွာတယ်လဲဘယ်လိုကွာခြားတယ်လဲအတိတ်ပဲဘယ်လိုကွာလဲအတန်ထွက်တူရင်လူနေရင်တောင်မှအတန်ထွက်ကအတိတ်မသေးခွေးဘူးဆိုရင်လည်းပဲကျွန်တော်တို့စကလုံးတွေကိုကြည့်ချင်းအဖြစ်အခြေအနေတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ကဒီစကလုံးပေးနေရမှာမှန်တယ်ဆွဲရအောင်ဒီကွယ်တိပူရမတ်တာပူရတွေလေးလာထားပူရတွေလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဒီစကလုံးနှလုံးကိုဒီကွယ်ရှင်းရှင်းလင်းလင်းနားလည်ကြပါစေအဆုံးထိအားပေးလို့ကျေးဇူးတင်ပါအကျိုးရှိတယ်လို့ထင်ရင်ကျွန်တော်တို့မိတ်ဆွေများတို့လည်း share လုပ်ရအောင်နောက်ပြီးဒီလို video များထပ်လုပ်နိုင်ဖို့ရန်အတွက်အားပေးရင်းနဲ့ like comment subscribe လည်းကျွန်တော်တို့လုပ်ဖို့ရန်အတွက်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you soon